ခုပြသမှာကတော့ Google Pro မှာ feed မှာအသုံးပြုဖို့တဲ့မြေပုံတွေထုတ်တာကိုပြသမှာဖြစ်ပါတယ်ဒီမှာတော့မြေပုံလို့မခေါ်ဘဲနဲ့ save image ဆိုပြီးတော့ပေးထားပါတယ်ဒီမှာ save image ရှိတယ်ဒီ feed အောက်မှာလည်း save image ရှိတယ်ဆိုတော့ဒီကနှစ်ခုအတူတူပါပဲဒီဟာသုံးပြီးတော့လုပ်လို့ရပါတယ်ပထမဆုံးဒါကိုနှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီလိုမျိုးသူကြိုပြီးလုပ်ထားတဲ့ template နဲ့ကြာတာပဲပေါ့နော်ဒါကို map option မှာချိန်လို့ရတယ်ဒီမှာဆို title description ဒါတွေကတစ်ခုထည့်ထားတယ်ပေါ့နော် scale ဆိုတာ scale bar ကိုပြောတာ compass ဆိုတာဒီမြောက်ဘက်ကိုပြတဲ့ north arrow ကိုပြတာပေါ့နော်ပြီးတော့တခါကျွန်တော်တို့ HTML area ဆိုပြီးတော့လည်းရှိတယ်ဒါထည့်လိုက်ရင်ဒါလည်းစာတွေကိုထပ်ထည့်လို့ရတဲ့ဟာတစ်ခုပေါ့နော်လောလောဆယ်ခဏဖိတ်ထားမယ်ပြီးဘာတွေရွေးလို့ရမလဲဆိုတော့ဒီမှာ color နဲ့ကြည့်ချင်လားဒါမှမဟုတ်ရင် saturated color နဲ့ကြည့်ချင်လားဒါမှမဟုတ် black and white နဲ့ထုတ်ချင်လားပေါ့နော်ဒါမျိုးရတယ်ဒီဟာတွေကိုကြိုက်တယ်ဆိုတင်ထားလို့ရတယ်နောက်ကဒီဟာတွေရဲ့အရွယ်အစားပေါ့နော် title တွေ legend တွေဒီ element တွေအရွယ်အစားကိုဒီကနေ control လုပ်တယ်ကြီးကျင်ဒီလိုကြီးလို့ရတယ်လောလောဆယ်ခဏထားလိုက်ပါတော့တရားပဲထားလိုက်မယ်ဒါကတခုပေါ့နော်ပြီး resolution ဆိုတာရှိတယ်သူကကြတော့ size နဲ့မပြဘဲနဲ့ဒီ pixel screen ရဲ့ resolution နဲ့ပဲပြတာပေါ့နော်ဒါမှမဟုတ်ဒီပုံရဲ့ resolution နဲ့ပဲပြသူက image ဖြစ်စေပါဆိုတော့အချမ်းမြင့်ဆိုရင်တော့19201080 A4 စာရွက်လောက်ပေါ့နော်150 dpi နဲ့ထုံးဆို A4 စာရွက်ဒီ8192လောက်ဆိုရင်ဒါက A0 size လောက်လို့အချမ်းမြင့်မှတ်လို့ရတာပေါ့နော်ဒါပေမဲ့ဒီလောက်ကြီးထုတ်တိုင်းလဲပုံကကောင်းကြမှာလဲကောင်းမယ်အောက်က data ပေါ်မှာမူတည်သေးတယ်ဒါတော့တစ်ချက်မှတ်ထားဖို့လိုမယ်ကျွန်တော်တို့ဒီမှာတော့1920နဲ့ပဲစမ်းကြည့်လိုက်ပါဘောနော်စမ်းလိုက်သူမျိုးမြင်ရမှာပေါ့နော် map option မှာကျွန်တော်ဘာတွေထည့်ဦးမလဲဆိုတော့ color နဲ့ပဲပြန်ထားလိုက်မယ်ကျွန်တော်ကဒီမှာ participatory mapping အတွက်ကြာတော့ပြင်မှာ feed ရောက်သွားပြီးတော့ data တွေပဲကောက်တဲ့ခါကျရင်ဘေးကနေရေးဖို့အတွက်ဒီမှာအဖြူရောင်နဲ့ခံထားကြတာပေါ့နော်ကျွန်တော်တို့ဒီနားလေးကိုခြံထားခဲ့ကြတာပေါ့ဆိုတော့ဒီမှာတော့ခြံထားလို့မရဒီပေါ်ကနေကျွန်တော်အဖြူရောင် box စုထည့်လိုက်မယ်ဒီ box ကို HTML နဲ့ပဲထည့်လိုက်ပါတော့ဒါကိုနှိပ်ပြီးတော့ရွှေ့သွားလိုက်မယ်လက်ကျန်းကိုကျွန်တော်အောက်ကိုခဏချထားမယ်ဒီလောက်တော့ပေါ့နော်အပေါ်မှာကျွန်တော်လှုပ်ရှားလေးတစ်ခုခြံခဲ့မယ်ဒီဟာကိုလည်းအောက်ထိဆွဲလာခဲ့ဟုတ်ပြီဒါဆို HTML ကိုကျွန်တော်တို့ဒီမှာထည့်လို့ရတယ် box ကိုကြီးထားလို့ရပြီအဲ့လိုပဲဒီခေါင်းစဉ်တွေလည်းဒီမှာပြင်လို့ရတယ်ကျွန်တော်ဒီမှာတော့ mount ပို့ပါအောင်ဒါတော့စာလေးပါလေးရေးခြင်းဒါဖြစ်ပေါ့နော်ဒီလိုရေးလို့ရတယ်ဒီအားလည်းနေရာချလို့ရတယ်ပေါ့ကိုကြိုက်တဲ့နေရာချလို့ရတယ်ပြင်ခြင်းဒီမှာပြန် click ပြီးပြင်အဲ့တော့ဒီဥစ္စာဆိုလဲကျွန်တော်တို့ဒီ scale bar ဆိုလဲနေရာရွှေ့လို့ရတယ်နော်နောက် arrow ဒီတိုင်းထည့်ထားလိုက်မယ်အဲ့ဒီမှာပါတဲ့စာကိုဖြတ်ချင်တော့ကျွန်တော်ဒီ click လုပ်ပြီးတော့ဒီမှာ HTML code တွေပေါ့နော်ဒီစာပါတဲ့ဒီစာလေးမြင်နေရတဲ့နေရာကိုရှာကြည့်လိုက်ဒီမှာ edit this HTML ဆိုဒီကနေစတာပေါ့နော်ဒီဟာနေပြီးတော့ page dt ပေါ့နော်ဒါကိုကျွန်တော် delete လုပ်လိုက်မယ်အကုန်လုံး delete လုပ်ရင်ဒီ box တစ်ခုလုံးပျောက်သွားတာပေါ့နော်ဆိုတော့အကုန်လုံး delete မလုပ်ဘူးဒီမှာဒါလေးပဲ delete လုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်စာရေးဖို့အတွက်နေရာတစ်ခုကျန်သွားပြီပေါ့နော်ဒီဥစ္စာကိုဒီဘက်ကိုရွှေ့ချင်တယ်ရွှေ့လို့ရပါတယ်အဲ့ဒါပေမဲ့ sorry သူက object order ချင်းမတူဘူးဖြစ်နော်ထားလိုက်ပြီးတော့ထားလိုက်အလက်ကျန်းကိုသွားပြီးတော့တစ်ချက်နှိပ်လိုက်မယ် refresh လုပ်လိုက်မယ်အဲ့ဒါဆိုရင်သူကပုံမပေါ်နေတဲ့ဟာတွေပေါ့အဲ့ဒီမှာခိုင်ကြ convolution layer တွေပါတော့ပိတ်လိုက်ပေါ့နော်ဒီမှာကျွန်တော်စာရေးပြီးသားဖြစ်နေတဲ့သက်ကြီးထပ်မထည့်တော့အဲ့ဒီလိုဆိုပေါ်မှာပေါ့နော်ဒီလောက်ပဲဒါကကျွန်တော် feed မှာ data ကောက်တဲ့ချိန်မှာစာရေးဖို့ပေါ့နော်အဲ့တော့ဒီလိုလုပ်တဲ့အခါမှာကျွန်တော်တို့ကဒီ data ကောက်ဖို့အတွက်ဆိုတော့ data ကောက်ပြီးဒီကောက်လို့ရတဲ့ပုံပေါ့နော်ဒီပုံကို print ထုတ်မှာထုတ်ပြီးတော့feed မှာ data ကောက်မယ်အဲ့ပုံမှာရေးမယ်မှတ်မယ်ပေါ့နော်ပုံတွေဆွဲမယ်ဆွဲပြီးဒါကို European ပြန်လုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကဲမှာကျွန်တော်တို့ grid တွေ coordinate တွေထည့်လို့မရဘူးနော်ဆိုတော့ကျွန်တော်တို့မလုပ်လို့ရတာနှစ်နည်းပဲရှိတခုက image to image ကို European လုပ်တယ်ဆိုတော့ဒီမှာမြင်ရတဲ့အသေးစိတ်ပေါ့နော်ထားပါတော့ဒီလိုမျိုးကျွန်တော်တို့ကဒါဒီလိုလမ်းချောင်းစုံပဲဆိုပါတော့နော်ဒီလိုဟာမျိုးခွဲခြားနိုင်တယ်ဆိုရင်တော့
မြင်ရတယ်ဆိုတော့ဒါ image to image မှာ လိုက်ရှာပြီးချိန်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မြေပုံက scale ကအရန်သေးရပေါ့နော် area အကျယ်ကြီးကိုမြင်နေရဆိုရင်ဒီလိုမျိုးလှုပ်ဖို့ခက်တယ်ဆိုကျွန်တော်ကြိုးပြီးတော့ပဲဒီမှာအမှတ်တွေထည့်ပေးလိုက်ပါတော့GCP point တွေကိုယ့်အကိုထည့်ပေးလိုက်ပါဒီမှာကျွန်တော် GCP point တွေထည့်ဖို့တော့ folder ထားလိုက်မယ်နောက်ကြရင်လည်းကျွန်တော်တို့ပြန်သုံးလို့ရအောင်ဒီထဲမှာဒီ point လေးတွေထည့်ပါဘောနော်အဲ့တော့ဒီမှာလာပေါ်နေတယ်ဒီ point ရဲ့ type ကိုလွယ်အောင်4000ပေးလိုက်မယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးကိုကြိုက်တဲ့နေရာချပါနော်ကောင်းတာဘေးတောင်းနေဟိုဟာတွေဆိုပိုကောင်းတာပေါ့နော်တောင်းနေတာနီးတွေဆိုပိုကောင်းတာပါပြီးရင်ကျွန်တော်တို့ကဒီ point လေးတွေအကုန်နဲ့ကိုယ့်ကိုမှတ်ထားလို့တော့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကိုမှတ်ထားတဲ့ဟာမပြောက်သွားခဲ့တော့ဒါစသဖြင့်ရှိခဲ့တဲ့ဒီမှာပဲတစ်ခါလေးရေးထားလိုက်ပါဘောနော်ຢာတွေကူးပြီးတော့ထည့်လိုက်ပါတယ်ဒီမှာကူးထည့်တာနောက်ဆုံးစက်မှာလောက်ရပါဘောနော်နှုတ်ဝင်ပြီးတော့မှရွှေ့သွားဒီထက်ကကောနေကမှားသွားလိမ့်မယ်ဒါဆိုရပြီပေါ့နော်စလုံးကတော့ရွေစားသေးခြင်းဒီမှာရှိတယ်ကြီးခြင်းဒီမှာတစ်အတိုင်းပဲထားလိုက်မယ်အရောင်နဲ့ပြောင်းလို့ရတယ်ကျွန်တော်ဘာမှမပြောင်းတော့ဒီတိုင်းပဲထားလိုက်မယ်ဒီလိုနည်းနဲ့ကျွန်တော်တို့က၄ခုထည့်မှာပေါ့နော်အခုဆိုရင်ကျွန်တော် point 4 point ထည့်ထားတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က save image နဲ့တင်လိုက်လို့ရပြီပေါ့နော်အဲ့ဒီမှာ mount popper A4 ပါစသဖြင့်ပေါ့နော်ဒါမျိုးပေးလိုက်ပဲဒါဆိုရင်ကျွန်တော်တို့ဆေးလိုက်ရင်ရပါပြီဒါဆိုရင်ကျွန်တော်တို့မြေပုံကိုကြည့်ပဲဒီမြေပုံဒါကိုကျွန်တော် print ထုတ်ပြီးတော့ file ထဲမှာ data ကောက်ပေါ့ဒါတော့ A4 နဲ့ထုတ်တာပေါ့ကျွန်တော်တို့ကလိုအပ်ရင် A2 တို့ A1 တို့ size နဲ့ထုတ်အောင်ပေါ့နော်ဒီဥစ္စာကဒါ Google မှာအလွယ်ဆုံးထုတ်တဲ့နည်းပေါ့နော်ဒါကိုကျွန်တော်တို့က participate mapping မှာသုံးမှာဖြစ်ပါတယ်